ညမှာတော့တရိတ်ဆန်တွေအားလုံးဟာထူးဆန်းတဲ့ယောဂတစ်ခုကိုရုတ်တရက်ကူးစက်ခံခဲ့ရပါတယ်။သူတို့ဟာအသက်ရှူရုံနဲ့တင်အစီတုံးကြီးဖြစ်လာကြပါတယ်။တစ်ကလာအုပ်တကောင်ဟာတရွက်တွေစားနေရင်းနဲ့အရန်လေးလန်လာတာကြောင့်ရေတောက်ဖို့ခေါင်းငုံလိုက်တဲ့အခါရေကန်ထဲကိုတန်တန်မတ်မတ်ပြုတ်ကျသွားခဲ့ပါတယ်။တစ်ကြားတကောင်ဟာတားကောင်ကိုဖမ်းဖို့ခုံလိုက်တဲ့အခါသူ့ရဲ့အစီများနေတဲ့ကိုလေးချိန်ကြောင့်အဝေးကြီးကိုလွင့်ထွက်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းမြင်းကြားတွေဟာရေတောက်နေချိန်မှာတတိရှိနေကြပေမဲ့မိချောင်းတွေရဲ့တိုက်ခိုက်မှုကတော့ဟာတာတစ်ခုလိုဖြစ်နေခဲ့ပါတယ်။မိချောင်းတွေဟာအစီတုံးကြီးဖြစ်လာတာကြောင့်ကောင်းကောင်းတောင်ရေမငုံနိုင်တော့ပါဘူး။မြေခွေးငယ်တွေဟာရန်သူကိုမြင်တဲ့အခါသူတို့ရဲ့တွင်းထဲကိုအမြန်ပုံးဖို့စူးစမ်းခဲ့ကြပေမဲ့သူတို့ကိုယ်တိုင်အစီတုံးဖြစ်နေတာကြောင့်တွင်းဝကိုသူတို့ဘာသာပိတ်မိနေခဲ့ကြပါတယ်။ကောင်းတဲ့အချက်တစ်ခုကတော့တိတ်ငက်တွေဟာလည်းအစီတုံးကြီးတွေဖြစ်နေတာပါပဲ။သူတို့ရဲ့အကောင်ပေါက်လေးတွေဆိုရင်ပိုတောင်ဆိုးပါသေးတယ်။အမိငှက်ကအစာကျွေးဖို့လာတဲ့အခါသူ့ရဲ့သားပေါက်လေးတွေကိုအတိုက်ထဲကနေမတော်တဆတိုက်မိပြီးပြုတ်ကျသွားစေခဲ့ပါတယ်။စိတ်တွေတောင်တက်တဲ့အခါသူတို့ရဲ့လေးလံတဲ့ကိုယ်လေးချိန်ဟာအကြီးမားဆုံးပြဿနာဖြစ်လာခဲ့ပါတယ်။ဖလန်မင်ကိုငှက်တွေတောင်မှအစာရှာနေချိန်မှာရေထဲမှာပုံနေတဲ့မိချောင်းတွေကိုမကြောက်တော့ပါဘူး။တစ်ချိန်တည်းမှာပဲလူသားတွေရဲ့ကဘာကလည်းပြောင်းလဲနေခဲ့ပါတယ်။ခွေးလေးတစ်ကောင်ဟာစီးသွားနေချိန်မှာပဲအဝေးကြီးကိုလိမ့်ထွက်သွားခဲ့ပါတယ်။ကြောင်တွေတောင်မှကြွက်ဖမ်းဖို့တော်တော်လေးခက်ခဲနေခဲ့ပါတယ်။အဲ့ဒီနောက်မိုးရွာတဲ့နေ့တစ်နေ့မှာနွားတစ်ကောင်ဟာမိုးမဆူအောင်ခိုးနားခြင်းယုံလေးပါပဲဒါပေမဲ့နောက်ထပ်ဝနေတဲ့နွားတစ်ကောင်ကတကားဝမှာညက်နေပြီးဝင်ပေါက်ကိုအကုန်ပိတ်ထားပါတယ်။တကယ်တော့အထဲမှာလည်းနွားတွေအများကြီးပြည့်နေပြီးသားပါ။